မင်္ဂလာပါရှင်ရတနာတုတ်အနှစ်ချုပ်ဆိုတဲ့တရားကောင်းစဉ်တွေကနေပူဇော်ပေးပါမယ်ရှင်လက်တာမှုတာနေပုတိန်ဘုံစမာနံဣဒံမိတံခေရတနံပရိတံအေတေနာသစ္စေနာသူဝတိဟောတုမုတာအခကျင်းငွေအကုန်ကြမရှိဘဲနဲ့လက်တာဒီတရားတို့တရားမြတ်တွေကိုရပြီးတော့နေပုတိန်တကယ်စိတ်ရဲ့ငြိမ်းချမ်းမှုရတာကိုဘုံစမာနာခံစားကြရတယ်တဲ့။ယန္နာပုဂ္ဂိုလ်တွေကြတော့ဖလားတမဘတ်ခံစားနေပြီဆိုလို့ရှိရင်စိတ်အာယုံဟာနိဗ္ဗာန်မှာပဲရှိတယ်တဲ့။စိတ်ကနိဗ္ဗာန်ကိုပဲအာယုံပြုပြီးတော့နေတော့ဖြစ်ပြနေတဲ့သင်္ခါရအာယုံတွေနဲ့လည်းဝေးသွားတယ်တဲ့။အဲ့ဒီလိုငြိမ်းနေတဲ့အငြိမ်းတက်လေးဟာအကုန်ကြမရှိဘဲနဲ့ရှားလာတယ်တဲ့။ဖလားတမဘတ်ဝင်စားပြီးနေကြတဲ့ယန္နာပုဂ္ဂိုလ်တွေရဲ့ဂုဏ်ရည်သွေးကိုမြတ်စွာဘုရားကထုတ်ဖော်ပြီးတော့ပြောကြားထားခြင်းဖြစ်ပါတယ်။ဣဒံမိတံကေရတနံပရိတံယန္နာပုဂ္ဂိုလ်လို့ဆိုတဲ့အရိယာတန်ဃာတွေမှာနှစ်သက်စရာကောင်းတဲ့ဒီဂုဏ်ရည်တွေနဲ့ပြည့်စုံနေမှန်သောသစ္စာစကားကြောင့်အေတေနာသစ္စေနာသူဝတိဟောတုဤသစ္စာစကားကြောင့်တတဝါတွေချမ်းသာကြပါစေဆိုပြီးတော့ဆုတောင်းမေတ္တာတွေပို့သပေးရပါမယ်တဲ့။ဒါကတော့ရတနာတုတ်အနှစ်ချုပ်ဆိုတဲ့တရားကောင်းစဉ်တွေကနေပူဇော်ပေးခြင်းဖြစ်ပါတယ်ရှင်။ကျမရဲ့မယ်ပြည့်စုံဓမ္မဗီဒီယိုလေးတွေကို follow like share လုပ်ပေးတဲ့ဓမ္မမိတ်ဆွေတငယ်ချင်းပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။ကောင်းကျိုးလူရဆန္ဒများလည်းပြည့်ဝကြပါစေရှင်။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။